အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ဒီချိန်မှာကျမဒီနေ့ပြုလုပ်တဲ့ဗီဒီယိုလေးကတော့အိုမန်ဒူဘိုင်းကိုရောက်နေတဲ့เนาะအင်မတန်လူကြောက်ကြတော့เนาะအင်မတန်ဘာပြောကြောက်နေကြတော့เนาะဒုက္ခရောက်နေကြတော့ကလေးများအတွက်ရည်ရွယ်ပါတယ်ဘာလဲဆိုတော့တတိမတွေကကိုတိလက်ရောက်ကျွလွန်နေเนาะရိုက်နှက်တယ်အဲ့အမျိုးတွေအတွက်ကိုတာဝန်မယူပေးကြတော့မြန်မာပြည်ကနေပြီးတော့အေဂျင့်အပေါင်းသူတော်ကောင်းတို့ရှိကနေသွားကြတော့ကလေးများအတွက်ရည်ရွယ်ပါတယ်ဘာလဲဆိုတော့တစ်ချက်ကကလေးတွေကိုကိုတိလက်ရောက်ကျွလွန်ခွင့်မရှိပါဘူးဘယ်အလုပ်ရှင်ရမှာเนาะနှစ်ချက်ကကြတော့အစာဝကျွေးရပါမယ်သုံးချက်ကကြတော့လစာပုံမှန်ပေးရပါမယ်လေးချက်ကကြတော့မျိုးသမီးတွေကိုတမိုးထားရမယ်ပေါ့နော်နှာဘူးထားရပဲလုပ်လို့မရအောင်ပေါ့နော်အဲ့ဒီချက်တွေနဲ့ပြည့်စုံရပါမယ်နော်အလုပ်သမားဆိုတာအလုပ်ရှင်ဆိုတာနော်အလုပ်သမားကလည်းအလုပ်ကိုအလုပ်နဲ့တူအောင်လုပ်ပေးရပါမယ်နော်တနက်ရှင်တရဲ့လုပ်ပေးနိုင်ရပါမယ်အဲ့လိုမျိုးတွေလုပ်ပေးနေရတာနဲ့ကိုထိလက်ရောက်ကျွလွန်ဆိုတစ်ချက်ဘယ်အိမ်ရှင်ကနေပြီးတော့အချက်လေးနဲ့ပြောတော့ဘောနော်ပထမအဆုံးအနေနဲ့ပြောချင်တာကတမီးတို့ကိုပြောချင်တာကကိုပါရိုက်တာလားကိုစပမွေးဆောင်ဆွဲတာလားကိုလက်ခံမှရမှာနော်နောက်ဆုံးပြောလို့ရှိရင်ကိုတထင်းဆိုလဲကြောက်စရာမလိုဘူးကိုမှာအပြစ်ကြီးမှမရှိရင်သူတို့စူခွင့်ပဲရှိမယ်စူတာငေါက်တာလောက်ကတော့လာမပြောနဲ့အေဂျင့်တွေလည်းလက်ခံမှာမဟုတ်ဘူးစူတာငေါက်တာကတော့ကိုယ့်ကိုစူလဲခံငေါက်လဲခံဒါကတော့ထုံးစံပဲကိုကသူများလောက်သွားလောက်တာဟုတ်နော်အဲ့တော့ကိုနာဘူးထားတယ်ဆိုလို့ရှိရင်ကိုကသိရလေကိုနာဘူးထားဖို့စူးစမ်းနေဆိုသိရဆိုလို့ရှိရင်လေကိုကာကွယ်တယ်နောက်ချက်လို့ရှိရင်ကိုရဲ့ရုံးရောက်ပြီဆိုတာနဲ့တချို့ကလေးတွေရှိရယ်နော်ဒီချက်ကလေးတွေမှာလည်းရှိရယ်ငါတို့ဆီယာမအားကိုးရတာပဲလေငါတို့ဆီယာမအကုန်လုံးလုပ်ပေးမှာပဲလေဆိုပြီးတော့အေဂျင့်တွေရဲ့ဖုန်းနံပါတ်တွေကိုယူမလာကြဘူးဒါပေမဲ့ပြဿနာဆိုတာအချိန်တိုင်းဖြစ်လာနိုင်တယ်ညတကောင်အိတ်နေတဲ့အချိန်လည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်ပြီးလို့ရှိရင်ဒီအိုမန်ဒူဘိုင်းနဲ့မြန်မာပြည်နဲ့ကအချိန်ကာလကွာခြားချိန်က3 နာရီဝန်းကျင်ဖြစ်တဲ့အတွက်ကြောင့်မလို့သမီးတို့ဘက်ကမနက်ခင်းဒီဘက်မှာနေ့လည်ခင်းဖြစ်နိုင်တယ်သမီးတို့ရဲ့ညနေဒီဘက်မှာညဖြစ်နိုင်တယ်အဲ့တော့ကိုကချက်ချင်းကြီးပေါ့နော်အကူညီတောင်းလို့မရတာမျိုးတွေဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့လိုမျိုးကူညီတောင်းတာတွေဖြစ်ကောင်းအဲ့လိုမျိုးဖြစ်လာခဲ့သည်ရှိတော့ဆရာမကစတန်ဘိုင်မရှိရခြင်းဖြစ်လာခဲ့တော့ကိုယ့်ကိုရင်ဆိုင်ရမယ်ဆိုလို့ရှိရင်ဘယ်ဟာအရေးကြီးဆုံးလဲဆိုတော့အိုမန်မှာရှိတဲ့ရုံးကအရေးကြီးပါတယ်အဲ့တော့အိုမန်ရုံးတိုင်းအဲ့ဒါတွေရဲ့ဖုန်းနံပါတ်တွေကို WhatsApp လား voting လားเนาะ Facebook လားအဲ့ဒါတွေအကုန်လုံးယူထားရပါမယ်เนาะအများသောအားဖြင့်ရုံးတိုင်းတွေရှိပါတယ်မြန်မာရုံးတိုင်းတွေရှိပါတယ်အဲ့ဒါတွေအကုန်လုံးကိုနဲ့အချိန်တပြေးညီဖြစ်တဲ့အတွက်အဲ့ဒါတွေယူထားရပါမယ်နောက်တစ်ခုကကျတော့ဘာလို့လဲဆိုတော့နောက်တစ်ခုကဘာလို့အပ်လဲဆိုတော့ကလိုအပ်မယ်เนาะအဲ့ဖုန်းနံပါတ်တွေအရင်ဆုံးယူထားရပါမယ်တခုခုဖြစ်လာခဲ့သည်ရှိတော့ရိုက်မယ်ဆိုလို့ရှိရင်လည်းနင်ငါ့ကိုရိုက်လို့မရဘူးเนาะလို့မျက်လုံးပြူပြီးတော့ပြန်ပြောလိုက်เนาะအိမ်ရှင်ကိုနင်ငါ့ကိုရိုက်လို့မရအောင်နော်လို့နင်ငါ့ကိုရိုက်လို့မရအောင်နော်နင်ငါ့ကိုလက်မပါနဲ့ဆိုပြီးတော့ဒါမှမဟုတ်နင်ငါ့ကိုလက်မပါနဲ့ဆိုမျက်လုံးပြူပြီးអော်ပေးလိုက်တထေးမှာပဲဖြစ်အဲ့လိုမျိုးမကြောက်တဲ့သူတွေဆိုလို့ရှိရင်သူတို့လန့်နေကွာတိလားအေးဆိုအဲ့လိုမျိုးကုတ်နေကောင်မလေးဆိုပါးလဲရိုက်မယ်နားလဲရိုက်မယ်နှာဘူးလဲထားမယ်ပြီးလို့ရှိရင်တထေးကလာပြီးတော့လက်ကလေးထိလိုက်လို့လဲဘာမှမသိကြအောင်ဆောင်းပြီးကြောက်တယ်ရွံ့သူကောင်မလေးဆိုလို့ရှိရင်လှုပ်လို့ရတယ်ဆိုတော့ဖင်နိုင်မယ်နှုတ်ကင်မယ်အဲ့ဒါတွေကလှုပ်ကြမှာပဲအဲ့တော့ကိုလာပြီးထိပြီဆိုတာနဲ့မျက်လုံးပြူးပြီးတော့ကြည့်ပြီးလိုက်ဘာမှမလုပ်မျက်လုံးပြူးပြီးတော့ပဲကြည့်ပြီးလိုက်မျက်လုံးတစ်ခုနဲ့ပဲလုပ်မျက်လုံးလက်ဟုတ်လားမျက်လုံးပြူးပြီးတော့ပဲကြည့်ပြီးလိုက်နာဘူးထားရဆိုဘာလုပ်တာလဲပေါ့ဟုတ်လားဘာလုပ်တာလဲတော့အင်္ဂလိပ်လိုပြောတတ်မှာဟုတ်တယ်မလားဘာလုပ်တာလဲဆိုမျက်လုံးပြူးပြီးတော့ကြည့်ပြီးလိုက်နော်နောက်ပြီးကိုရိုက်တယ်ဆိုလို့ရှိရင်လေငါ့ကိုလာမထိနဲ့နော် don't touch me ငါ့ကိုလာမထိနဲ့နော်နောက်ဆုံးပြောရရင်မျက်လုံးပြူးပြီးတော့ပဲပြောပြီးလိုက်ဟုတ်လားအဲ့တော့မှတို့မကျင်းတဲ့ရုံးပြန်ပို့ပေးလိမ့်မယ်နော်ရုံးပြန်ပို့လိမ့်မယ်နိုင်ငံတိုင်းမှာရဲစခန်းရှိတယ်သူတို့လည်းရဲကိုကြောက်ကြတယ်နော်သူတို့လည်းရဲကိုကြောက်တယ်နော်ရဲကိုကြောက်တယ်သူတို့ကဥပဒေစိုးမိုးတဲ့နိုင်ငံတွေဖြစ်တဲ့အတွက်ရဲကိုကြောက်တယ်သူတို့ကဒါပေမဲ့ကိုကလက်ခံနေရတိခံနေရဆိုလို့ရှိရင်ကိုဘက်ကတပန်းရှုံးတယ်တခုခုအမှုဖြစ်လာလို့ပြဿနာဖြစ်လာတယ်ဆိုရင်တော့မှကိုကဘာသာစကားအားနေရဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့နိုင်ငံသားတွေအတွက်ကသူတို့နိုင်ငံဘာသာစကား RV စကားနဲ့သူတို့ကပြောလို့ရတာဖြစ်တဲ့အတွက်သူတို့ကအမြဲတမ်းကိုထွက်တာတယ်နောက်တစ်ခုကကျတော့အစိုးရတိုင်းမှာသူတို့နိုင်ငံသားတွေကိုကာဗာလုပ်ပြီးထားတဲ့ဥပဒေရရှိပြီးသားနော်ပြီးလို့ရှိရင်သူတို့နိုင်ငံဥပဒေကိုသူတို့ကနားလဲရဖြစ်တဲ့အတွက်ကြောင့်သူတို့ကကလိန်ကြီးညမ်းစင်အကုန်လုံးတက်တယ်အဲ့တော့ဖြစ်ချင်တော့ခြေကဒူဘိုင်းပေါ့နော် sorry မှာရှိတယ်မြန်မာကောင်စစ်ဝင်ရုံးရှိတယ်အဲ့ဒီကို email ပို့ပြီးတော့လေတခုပြဿနာဖြစ်ခဲ့သည်ရှိတော့ကိုထိလက်ကိုကျူးလွန်တာရိုက်နှက်တာတွေကိုမြန်မာပြည် agent နော်ဒီဒူဘိုင်း agent နော်ပြီးလို့ရှိရင် Oman agent တွေကလက်မခံဘူးဆိုလို့ရှိရင်တိုင်လို့ရတဲ့နေရာရှိရဲ့ချက်အဲ့ဥစ္စာကိုလိပ်စာချက်ပြပေးမယ်နော်ခဏဆောင်နော်လိပ်စာပို့ပေးပါမယ်ဒီမှာဒီလိပ်စာကိုမှတ်ထားပါဒီဖုန်းနံပါတ်ဒီ first ဒီ email
เนาะဒီ website အဲ့ဒါတွေအကုန်လုံးကိုမှတ်ထားပေးပါရှင်အဲ့ဒါလေးအကုန်လုံးမှတ်ထားပေးပါ screenshot ရိုက်ထားပေးပါအဲ့ဒါလေးအကုန်လုံးမှတ်ထားပေးပါ screenshot ရိုက်ထားပေးပါเนาะဒီမှာကြည့်ပါရှင်ချက်ကြာကြီးပြပေးပါမယ်เนาะပို့ပေးထားတဲ့သူက personal share ရဲ့ချက်ဒီလိုမျိုးလေးပဲပြပေးခြင်းဖြစ်ပါတယ်เนาะအဲ့ဒီမှာခုနကတော့ပြပေးထားတဲ့ဟာเนาะဖုန်းနံပါတ်လည်းပါတယ်တခုခုပြဿနာဖြစ်လာပြီဆိုလို့ရှိရင်ဒူဘိုင်းယုံเนาะရုံးတိုင်းရှိတယ်ရုံးမှာစကားပြန်ရှိတယ်အဲ့ဒါတွေအကုန်လုံးချက်ချင်းအကြောင်းကြားမှာမြန်မာပြည်အေဂျင့်ကိုမကြောင်းကြားနဲ့ဟိုအဲ့ဒီကိုအရင်အကြောင်းကြားဒီရမှာသူချက်ချင်းခုညီပေးလို့ရမှာပြီးတော့မှဒုတိယချက်မြန်မာပြည်အေဂျင့်ကိုအကြောင်းကြားเนาะမြန်မာပြည်အေဂျင့်ကိုအကြောင်းကြားကိုဆရာမကိုကြောက်တာတို့ယွန်းတာတို့เนาะဟိုအော်ထားလို့ငေါက်ထားလို့မပြောရဲတာတို့ဘာလို့လို့မရဘူးကိုဘွားအရေးကြီးတယ်เนาะကိုဘွားအရေးကြီးတယ်အဲ့အတွက်ကြောင့်မလို့မေတ္တာရှိထားပြီးတော့ကျမကလေးတွေအတွက်ကျမဆွမ်းနာတော်လိပ်စာလေးကိုတင်ပေးလိုက်ရခြင်းဖြစ်ပါတယ်အကောလုံးအဆင်ပြေကြပါစေအလုပ်တွေအဆင်ပြေကြပါစေဘေးရန်တွေကင်းကြပါစေလို့ဆန္ဒပြုပါတယ်ရှင်